ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်ုပ် 5PKBS ကနေအသွင်ခွဲမြန်မာစကားများဆိုတဲ့သင်ခန်းစာရဲ့လေ့ကျင့်ခန်းမိကုန်းနံပါတ်1အသွင်ခွဲစကားနဲ့ဗန်းစကားတို့ရဲ့ကွဲပြားမှုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဌာနချက်ကိုသိဖို့ဆိုရင်အရင်ဆုံးအသွင်ခွဲစကားဆိုတာကဘာလဲဆိုတာကိုအကျဉ်းချုပ်လေးပြောပြပေးသွားပါမယ်ကျွန်ုပ်တို့ယခုနေထိုင်နေတဲ့မြန်မာနိုင်ငံကြီးထဲမှာမြန်မာဘာသာစကားကိုပြောဆိုနေကြတဲ့သူချင်းတူညီနေကြပေမဲ့လည်းနေထိုင်ရာအရက်ဒေတာကွဲပြားသွားတဲ့အခါမှာပထဝီဝင်နေထိုင်ရစေဖြစ်စေဒါမှမဟုတ်ပြင်ပနဲ့အယောတော့အဆက်ဆံတိတ်မလုံးမိကြတဲ့အရက်ဒေတာတွေမှာဆိုရင်ပုံမှန်သုံးဆွဲနေကြဖြစ်တဲ့ဒေသီယစကားတွေကိုပဲဆက်လက်သုံးဆွဲနေကြတာလူမျိုးချင်းရောထွေးနေတဲ့အတွက်ကြောင့်ခေါ်ဝေါ်တဲ့အတန်ပြောင်းလဲသွားတာမျိုးလို့မှတ်ယူထားလို့ရပါတယ်အဲ့ဒီလိုပဲတနေရာနဲ့တနေရာဒေသနဲ့ဒေသဝတ္ထုတစ်မျိုးတွေကိုခေါ်ဝေါ်တဲ့အခေါ်ဝေါ်ဟာတာတွေသုံးဆွဲပုံကွဲပြားနေကြတာပဲဖြစ်ပါတယ်။ဗန်းစကားမှာဆိုရင်ကြတော့အရင်ယူရှင်ပါတယ်။ရှင်းရင်းဆွဲစကားလုံးတွေကိုမသုံးချင်ကြတဲ့လူငယ်တွေကမိမိတို့ကျင်သာနားလေတဲ့စကားလုံးတွေကိုအစားထိုးပြောကြရင်လည်းမှလူပေါင်းများစွာကအစားထိုးသုံးဆွဲလာတဲ့အခါမှာဗန်းစကားဆိုတာကပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။မြန်မာစကားနဲ့ဗန်းစကားရဲ့ခြားနာချက်ကိုရှင်းရှင်းပြောရရင်ဗန်းစကားဆိုတာကအချိန်ကာလနေရာဒေသအလျောက်အမြဲအသစ်ပေါ်လာစမြဲဖြစ်ပြီးတော့အများသုံးဆွဲတဲ့အချိန်မှာကျွင်းကျန်တည်မြဲနေတာမျိုးရှိသလိုတချို့ကအသုံးဆွဲနေသွားကြတဲ့အခါမှာတင်မြုပ်ပြောက်ကွယ်သွားတာမျိုးလည်းရှိပါတယ်။တစ်ဖက်မှာတော့အသွင်ခွဲမြန်မာစကားကဗန်းစကားနဲ့မတူပဲအထဝီဝင်အနေထားတွေလူမှုအဆင့်တန်းတွေကြောင့်မြန်မာစကားပြောဆိုတာချင်းအတူတူသုံးဆွဲပုံကားခြားသွားတဲ့ပေါ်ရနာရှိသုံးစကားလုံးတွေဝေါ်ဟာရတရားအသုံးနှုန်းတွေကွဲပြားနေရပဲပါရှိလာပါတယ်ဥပမာအနေနဲ့စော်တို့ဘဲတို့ကိုပဲကြည့်လို့ရပါတယ်ယခုခေတ်လူငယ်တွေအသုံးများလာတဲ့အခါမှာဗန်းစကားတစ်ခုအဖြစ်တည်ရှိလာပြီးတော့တစ်ဖက်မှာနေရာဒေသကွဲပြားသွားတဲ့အတွက်ရာကောက်ရှာလိုက်တဲ့လက်ဆွဲတဲ့တန်ညင်းတန်ဆိုပြီးတော့ရှိသလိုစကလုံးလိုက်ကြီးတွေကွဲပြားသွားတဲ့အမီးဘူးတိုက်တာကိုမီးကြွေထိုးမြင်းလှဲကိုပုတ်ပြက်မီးပြောင်းကိုမီးပတ်လို့စတာတွေကယခုခေတ်ရဲ့အသုံးနှုန်းတွေမဟုတ်ဘဲနဲ့နှစ်ဆယ်ကြီးနေရာဒေသအလိုက်လက်ဆင့်ကမ်းလာတဲ့သုံးဆွဲလာတဲ့စကလုံးတွေပဲဖြစ်ပါတယ်ဆိုတော့ကလမ်းကြုံတော်လေးကိုမန္တလေးကပဲပင်ပေါက်သွားဝယ်တာကိုသတိရမိရပေါ့နော်ရန်ကုန်ခေါ်ဆိုရင်တော့ပဲပင်ပေါက်မန္တလေးခေါ်ဆိုရင်တော့တိုရဟိုမှာကပထမဆုံးဆိုတော့အမေဝယ်ဟိုင်းတဲ့အတိုင်းဝယ်ချလာတာပေးလိုက်တာကမြေပဲပင်ကိုဖောက်ထားတဲ့မြေပဲပင်ပေါက်ကြီးဖြစ်နေပေါ့နော်အဲ့ဒီလိုနဲ့အနေချလာတဲ့ခါမှာရန်ကုန်ခေါ်ဆိုလို့ရှိရင်ပဲငံပြားကြီးမန္တလေးခေါ်ကြညိုမလမြိုင်ခေါ်ဆိုလို့ရှိရင်ပဲစီဖြစ်သွားပြန်အောင်အဲ့လိုစကလုံးသစ်လေးလည်းဘယ်လိုပြောမလဲတင်ချမိရပေါ့နော်ကဲဒါဆိုရင်တော့ဒါကတော့အမှတ်တရပေါ့ဆိုတော့ဗန်းစကားကလူငယ်တွေရဲ့ခေတ်သစ်အသုံးနှုန်းတွေလို့ယူဆလို့ရပြီးတော့အသွင်ခွဲမြန်မာစကားကပေါ်ရနာရှေးသုံးဖြစ်ပြီးတော့ကွဲပြားတဲ့သုံးဆွဲသူတွေရဲ့လက်ဆင့်ကမ်းလာရင်ကမ်းလာသလောက်အသုံးဆွဲမှုကတွင်ကျနေမှာပဲဖြစ်ပါတယ်အဲကြောင့်မို့လို့ကျွန်တော်တို့ယခုလိုခေတ်ကြီးမှာ social media နဲ့ထိတွေ့မိကြတဲ့လူငယ်တွေများစုကဗန်းစကားတွေကိုသိရှိနေကြပြီးတော့လူကြီးတွေကကြတော့အသွင်ခွဲစကားတွေကိုသိနေရပဲဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့အတွေ့အကြုံတိုင်းပြောတာပေါ့နော်ဒါပေမဲ့ခုနကပြောသလိုပဲဒါကချွင်းချက်ရှိတယ်အဲ့လိုမျိုးခွဲပြားနေတဲ့အသွင်ခွဲမြန်မာစကားတွေကိုသုံးဆွဲနေတဲ့သူတွေကလူကြီးဖြစ်စေလူငယ်ဖြစ်စေဆက်လက်ပြီးတော့တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီးတော့သုံးဆွဲလာမယ်ဆိုလို့ရှိရင်တေချာပေါက်အနည်းနဲ့အများတော့ကျန်ရှိနေမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါယခုလိုမျိုးအဆုံးထိလိုက်ပါပြီးတော့နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ပြောချရင်းနဲ့မှဒီ project လေးကိုဒီမှာပဲရန်နာခြင်းပါတယ်ဟုတ်ကဲ့ပါအားလုံးပဲတာယာသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နေကြပါစေရှင်